အခုဒီကျွန်တော်တို့ကဘာမှအမားမရှိသေးဘူး မင်းအဲ့စာကတ်ထားတယ်ဒါဆက်သွယ်လမ်းကြောင်းမှာဆက်သွယ်လမ်းကြောင်းဥပဒေရမင်းအဲ့လိုစာကတ်လို့ရ တက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလုပ်အောင်လားတက်နေရခိုင်းတာကျွန်တော်မလုပ်အောင်လားပြောတက်နေရခိုင်းတယ်ရှင်းမယ်ငါလည်းမယ်လေမင်းကောင်းလေညမင်းကောင်းလေ ကျွန်တော်တာဝန်ရပြောနေတာ မင်းကတာဝန်ရှိငါတာဝန်ရှိတယ် ဟုတ်တယ်ဘုံတာဝန် တနေ့လုံးကအောက်ချုပ်နေတာ အေးအဲ့ဒါတက်တယ်ဘုံမလို့ကျွန်တော်ဘုံမလဲဟိုကဘုံလည်းပညာတယ်ပဲကျွန်တော်လည်းပညာတယ်ပဲ ဘယ်တက်ကတက်တော့ငါသိတယ်ဘယ်တော့ကတော့တက်တော့ အဲ့ဒါမပြောနဲ့ ဝိုင်းစာချင်းတော့ထွက်လာတယ် အဲ့ဒါကိုမပြောနဲ့ဘုံအခုဘုံတာဝန်လေဘုံမှာမလိုက်စီမှာတာဝန်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တာဝန်ရှိတယ် ဟေးဘာဖြစ် ကျွန်တော်တာဝန်ရှိလို့ကျွန်တော်ပြောတာ မင်းတာဝန်ကဒီကိတ်တဲ့ကိတ်ပဲရှိတယ် မဟုတ်လေအဲ့ဒါဘုံမမေးတာတမျိုးလုံးတာဝန်ရှိတယ် မင်းတို့တောင်ရှိတက်တယ်ကိုဒီကစောက်ယူတာ တက်တယ်မူတာဝန်ပေးတာလေတက်တယ်မူတာဝန်ပေးတာလေ တက်တယ်ကိုပေးပါတောင်ပေးတယ်တက်တယ်ကိုကျွန်တော်ပေးတယ်ကြစားရချင်းတယ် တက်တယ်မူကိုမေးတက်တယ်မူကိုမေး မေးစရာမလိုအခုတက်တယ် အေး ကို အခုကကျွန်တော်အခုတက်တယ်မူဖုံးဆက်မှာ စား ဘုံမူဝင်နေအောင်ကျွန်တော် စားခုဆက် မှာခုဆက်မှာ ပြောမယ်မင်းပြောမယ်ငါလည်းပြောမယ် ကျွန်တော်လည်းပြောမယ်ဟုတ်နော်ကျွန်တော်ကဘာမှပြောတာရိုင်းတိုင်းမှုပြောတာမရှိဘူး ဒါလာကြည့်တယ် တစ်ခွက်လုံးရှိတယ် မင်းပြည်သူစစ်ကဆိုလို့တော့ဟဲ့စစ်သားစစ်တွေဘာလုပ်နေလဲပြောရဲစစ်တွေဘာလုပ်နေလဲတွေ့မယ်စက် စက်တယ် အေးမင်းလည်းငါတွေ့ချင်တာကြာပြီဟဲ့စီချူဟုတ်ပါဘူးတိုင်းစာချင်းထွက်တယ်တော့တွေ့ကြသေးတော့ဆိုင်တော့မကဲရဟဲ့ငါတော့ဘယ်ကောမကဲရတော့ဒီလိုခွာချပြန်နားရလားစောက်ရှူအစားပဲကွာနော်အစားပဲကွာဒီတော့ကကြည့်နေတာစောက်ပါလာဝါတယ်အေးဟိုးတယ် ကျွန်တော်တို့ကအကုန်လုံးကိုပြောတာ စားခုစားပြောတာစားတော့ရကိုခွဲကြပြန်မယ်စားခမ်းမဲလာပြီစားဖြည်းဖြည်းပြောင်းချောနေမယ်လို့တိုက်စားချင်း ဘုံစကားပြောတာအရန်ဟိုလုံးနေပြီတော့ကျွန်တော်ကဘာမှမဝင်ဘူး တို့တော့ဒီဖြစ်လားစားခုပဲစား အခုဘယ်လိုလဲကိုင်းဘူး စား ပြောကိုင်း စားနေစားနေစားငါပြောပြီအေးတို့တွေ့ကြသေးတယ်မင်းပါကောင်းလားခါကောင်းမသိကြသေးတယ်ဟုတ်လားဂိမ်းမှာလာပြီးစောက်သားလာပါလို့ငါပြလာပြီးတော့မင်းဖားလဲပုံမှုတော့ပါတယ်လာလို့ ဘုံဘူးကကျွန်တော်မပြောဘူးတွေ့တယ်အခုကတော့ဘုံစက်နေဘုံနိုင်သေးဘူးအဘဒီမှာကျွန်တော်ဟိုတော့မိတ်မှာပါတော့မိတ်မှာကျွန်တော်တို့ကဟိုနေ့ကဘာဟိုလုံလုံရေးစလို့ပါဝီးတုံဝင်ကကျွန်တော်တို့ပန်ချပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေပါကားတွေကိုအဲ့မှာကျွန်တော်တို့ကမှန်မစားတဲ့ကားတိုင်းကိုမှန်စားခိုင်းတာပါစားခိုင်းတော့အဲ့မဲ့အခု80ဘန်နဲ့ကားသီးလာတယ်ဒါတော့ကျွန်တော်တို့ကဘယ်မှမသိဘူးမှန်မစားတဲ့အတွက်မှန်စားပါလို့ကျွန်တော်တို့လမ်းပြောတယ်လမ်းပြောချင်မှာကားကလာတယ်ကျွန်တော်တို့ကလာထုတ်လာပြီသူကမလိုင်းစီမန်ကဘုံမှုဝေပြိုးတယ်ဘုံမှုဝေပြိုးဆိုကျွန်တော်တို့တရနဲ့လည်းချိန်တယ်မင်းဘာတော်ဝင်လဲမင်းဘာတော်ဝင်ချင်ကမလိုင်းစီမန်ကလည်းလက်ကျဘုံကြီးလည်းထုတ်ပြီးတော့ကျွန်တော်တို့ကိုခွဲပလိုက်မယ်လို့ပြောတယ်ဘုံမှုမင်းကျွန်တော်တို့ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတယ်မင်းကျင်းတန်းရှိလာတယ်တာဝန်ရှိလာတယ်ကျွန်တော်မိတ်လာတစ်မျိုးလုံးကမင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိလာတယ်မင်းဖိုက်စာချင်းထွက်တယ် ပြောပြီးငါပြောမယ်မင်းပြောပြီးငါ ဟုတ်တယ်ဘုံကနလေးဘုံပြောတဲ့စကားတွေပဲပြောကျွန်တော်ပြောတယ်တနေ့ရတယ်မပြောဘူးကျွန်တော်တို့ကတနေ့နဲ့လည်းချိန်တယ်လက်ကျဘုံနဲ့လည်း